အခုကတော့ကျွန်တော်တို့နန်းတော်မိသားစုကလိုက်ပို့တယ်ကျွန်တော်ဖျားဖူးသွားနေတာဖြစ်ပါတယ်ဘယ်ဖျားကိုသွားရလဲဆိုတော့ကျွန်တော်လက်ပတာမြို့အနီးနားမှာရှိတဲ့ပေါ်တော်မူဖျားတဆူကိုသွားနေတာပါဒီဖျားမှာလည်းတမိုင်းတော်ရှိရဗျဒီဖျားတဲတဲ့ဘာကြီးကဘာကြီးတို့မိသားစုအကုန်စုပေါင်းပြီးတဲတဲ့ဖျားပေါ့ဒီဘာကြီးကသူကဒီဖျားကိုအိမ်မက်ရသူတို့တဲထားတာပါအိမ်မက်သူတို့အိမ်မက်ရတယ်အိမ်မက်ရတော့ဒီဖျားကဒီညမှာရှိရဆိုတော့ကြောင်သူအိမ်မက်ပေးတယ်အိမ်မက်ပေးတော့သူကလိုက်ရှာပြီးဒီနေ့မှတွေ့တော့သူကအုပ်ရိုးတွေကိုတွေ့တော့သူကနေပြီးတော့ဒီသူစင်နာဌာနမှာတမိုင်းသူစင်နာဌာနမှာအစီအစဉ်သွားခံတော့သူကပင်းရခက်လို့သူကပြောတယ်အဲ့တော့သူပင်းရခက်တဲ့ကဒီမှာဇီဒီရှိခဲ့တယ်ဗျာဇီဒီကြီးကအကြောင်းမျိုးကြောင့်ပြိုကျပျက်စီးပြီးတော့အုပ်ရိုးပဲသူကခြေတော့တာအဲ့တော့သူတို့မိသားစုအကုန်စုပေါင်းမိဒီမှာသူတို့ဇီဒီတီထည့်ထားတာဒီနေ့ကကြတော့သူတို့ဒီဇီဒီမှာပြမုံးမယ်နဲ့သူတို့ဒါလာလောက်တာပါဒီရကြောဒီစီဒီကတောထဲမှာလို့တရှိတာဖြစ်ပါတောတောင်တွေထဲမှာတောင်ထိပ်မှာတည်ထားဖြစ်ပါတယ်တောင်ဆိုမဲ့ဟိုနင်တားကြီးတော့မကြည့်ပါဘူးပုံမှန်တောင်ကုန်းလေးပေါ်မှာတည်ထားဖြစ်ရပါဟုတ်အားထားပါဒါတော့ကျွန်တော်ကိုပြန်ဆင်းနေတာဖြစ်ပါတယ်ဟိုဖျားဖူးပြီးတော့ပြန်ဆင်းနေတဲ့မြင်ကွင်းလေးပါပတ်ဝန်းကျင်ကတော်တော်လေးစိတ်နှမ်းဆူပြီးဖျားလည်းတက်ပဲကိုတော်တော်ကောင်းပါတယ်အဲ့တော့အခါခွင့်တင်သွားဖူးလို့ကောင်းပါလားတော့နည်းနည်းတော့တော်တော်တော့နည်းနည်းလက်ဝင်ပါ